ဒီနေ့မှာတော့မိုးအေးအေးလေးနဲ့ထမင်းစားမိန်စီနဲ့ပဲဟင်းလေးကိုချက်ပြပါမယ်ရှင်။ပဲဟင်းလေးထဲမှာတော့ဇီရီယိုလေးရဲ့စုပ်ပုတ်လေးတွေပါထည့်ပြီးတော့ချက်ထားပါတယ်။အရင်ဆုံးပဲလေးတွေကိုနူးသွားအောင်လို့ပြုတ်ထားလိုက်ပါမယ်ရှင်။ဒီနေ့ကတော့ကမန်းကနန်းချက်ကလေးဆိုတော့အချိန်သိမ့်မရတာနဲ့ပဲလေးကိုနူးအောင်လို့ပြုတ်ပြီးတော့တစ်ဝက်ကိုတော့ကျိတ်လိုက်ပါမယ်ရှင်။ပဲလေးတွေကအိပြီးတော့ဝါလို့အဆင်ပြေလာပြီဆိုလို့ရှိရင်တော့ဇီရီယိုလေးကိုထည့်ပြီးတော့ခဏလောက်လှေထားလိုက်ပါမယ်။ဇီရီလေးတွေလည်းနူးလာပြီဆိုလို့ရှိရင်တော့ခုနပြထားတဲ့စုပ်ပုတ်ကလေးတွေကထည့်လိုက်ပါမယ်ရှင်။စုပ်ပုတ်ရဲ့လေးထည့်လိုက်တာနဲ့အနံ့လေးကဝှေးနဲ့ထွက်လာပြီးတော့ဟင်းလေးကပြည့်စုံသွားပြီဖြစ်သွားပါတယ်ရှင်။ဒီနေ့အတွက်ဆက်လေးရတော့ပဲဟင်းလေးရဲ့ငချောင်းမီကြည်လေးရဲ့နဲ့ကမန်းကနန်းချက်ကလေးဖြစ်ပါတယ်ရှင်။ကြည့်ရှုအားပေးတဲ့လူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်။